ငါထွက်ပြီးတိုင်းလာတတ်တဲ့ရွှေကီးနဲ့လုံးမိုင်းအခွေဆိုတော့ပြီးခဲ့တဲ့ဘက်တောက်ကြနေရကျွန်တော်တို့မိသားစုဝင်ဇာတိုနှစ်ကာကွမ်းပြီးတယ်အဲ့တော့ကာကွမ်းပြီးတဲ့သူတွေကိုကျွန်တော်ဘယ်လိုတာဝန်ယူလဲဆိုရင်အခုလာမယ့်ဘက်ဟူးမကျော်ကျွန်တော်အစားထိုးပြန်ပေးမယ်နော်ဒါကြောင့်ကျွန်တော်လာဟိုင်းပေးပါမရောက်သေးတဲ့လူတွေဟိုင်းပေးပါဖုန်းတော့မဆက်ပါနဲ့နော်ကျွန်တော်ဖုန်းဆိုင်တော့ကျွန်တော်ကိုင်တာမဟုတ်ဘူးလာတော့ဟိုင်းပေးပါဖိုက်ပါမှာဆိုတော့ကျွန်တော်ဈေးကွက်သွားကြည့်လိုက်အောင်ဗျာဈေးကွက်သွားကြည့်လိုက်တဲ့အခါကျတော့ဒီလိုနေမျိုးကဘာပေါ်တယ်ဆိုတော့ဈေးကွက်ထူးထူးဆန်းဆန်းလေးပေါ့နော်ထူးထူးဆန်းဆန်းလေးတော့လာပေါ်တယ်တိတ်တော့သဘောမကျအောင်6-4တက်တယ်ဗျာ9 break to break ဖြစ်နေတယ်เนาะဒါထူးထူးဆန်းဆန်း break to break မဖြစ်တာတော်တော်ကြီးကိုကြာနေပြီเนาะကျွန်တော်နောက်ဆုံးတစ်ခေါက်ဖြစ်ခဲ့တော့ဘယ်တော့မှလဲဆိုရင်ကျွန်တော်ချက်ကြည့်ပြမယ်เนาะနောက်ဆုံးတစ်ခေါက်ဖြစ်ခဲ့တော့ကျွန်တော်တို့ဂျွန်လိုင်း4ရက်နေတော့ဖြစ်တယ်4 break เนาะအခုကတော့ break to break 5 break အဲ့တော့တော်တော်လေးတော့မိုက်ပါပြီတော်တော်လေးတော့လှသွားပြီအဲ့တော့ဒီလို break to break ဖြစ်နေပြီဆိုကျွန်တော်တို့အဓိကကန်ရမယ့်ရွှေကီးလေးရတော့ဗောနော်တခြားနားတော့ပဲပါ339ဆိုတဲ့ရွှေကီးလေးကိုအဓိကကန်ပေးပါ339နော်339ဆိုတဲ့ရွှေကီးကိုအဓိကကန်ပေးပါပြီးတော့ကျွန်တော်အခမဲ့စာတို့ပတ်တီးအခွေလေးပြောပြမယ်နော်ဒါကြောင့်လက်မလေးကျွန်တော်နှိပ်ပေးပါလုံးဝလက်မလေးနှိပ်ပေးဖို့မမေ့ပါနဲ့ဗျာနော်ဆိုတော့339ကိုကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်နည်းနည်းတော့စားအောင်အဲ့နော်ခဏ5 break ဆိုတော့လေ339ကို4တက်နဲ့ကပ်ပြီးတော့ခွေပေးပါနော်4တက်နဲ့ကပ်ပြီးခွေပေးပါဒါဆိုရင်တော့မဆိုးဘူးကျွန်တော်အကုန်လုံးထည့်ရွာနော်ဆိုတော့339ကို4တက်နဲ့ကပ်ပြီးသွားတယ်အဲ့တော့ကျွန်တော်အခမဲ့စာတို့ပတ်တီးနဲ့အခွေကျွန်တော်အခွေအရင်ပြောမယ်နော်ဒီနေ့မှာအခွေကိုတော့ကျွန်တော်တို့ဘယ်နည်းဆောက်အောင်မလဲဆိုရင်ဒီနေ့မှာတော့ကျွန်တော်တစ်ခုမြတ်တာရက်ခံခြင်းနဲ့အခွေဆောင်းမယ်ဆိုရင်စာတို့ခွေဆောင်းမယ်ဆိုစာတို့ခွေဆော့ဒါမှမဟုတ်နေတိုင်းဥစားဆောင်းမယ်နေတိုင်းဟာဆော့အကုန်ရှောက်ဆော့စရာမလိုဘူးเนาะဒါလူတက်တွေမတိမှာဆိုတော့လူဟောင်းတွေကတော့တည်ပြီးသားအဲ့တော့ဘာခွေလေးလဲဆိုရင်အခွေလေးကတရားနာနာဝေးပါเนาะ3-2-5-9ဆိုတဲ့အခွေလေးပါเนาะစာတို့ခွေ3-2-5-9အဲ့ဒီအခွေကိုဘယ်နည်းထိဆော့ရမလဲဆိုရင်ကျွန်တော်စီမှာပြတာကတော့ဗိုလ်တပူးမကြော်ဒီနေ့စားဆော့မယ်ဆိုရင်ဗိုလ်တပူးနေ့ဒီဒီနေ့ကိုအပူးထည့်စရာမလိုဘူးเนาะအင်္ဂါနဲ့ဗိုလ်တပူးပဲအပူးထည့်เนาะ3-2-5-9ဒါကအခမဲ့စာတို့အခွေโอเคပတ်တီးပြောပြမယ်เนาะအခမဲ့စာတို့ပတ်တီးပြောပြမယ်အခမဲ့စာတို့ပတ်တီးကတော့အမျိုးတို့ဒီနေ့ညနေခါမှစားလိုက်เนาะဒီနေ့ညနေခင်းမှလိုက်ဒီနေ့မနက်မှလိုက်ကြမလို့ဒီနေ့ညနေခင်းစားလိုက်အကောင်ရှစ်တလုံးမဆိုးဘူးပြီးခဲ့တဲ့ဘက်ကကျွန်တော်9တလုံးပြောရနော်9တလုံးပြောတဲ့အတိုင်းပဲကျွန်တော်ဗိုလ်တပူးမကြော်ဘူးထောက်ရတယ်အခုလည်းရှစ်နော်ကျွန်တော်ပြောရနော်ပြီးတော့မှဘယ်တော့မှပြောတာတွေပါမလုံနဲ့နော်ကဲလက်မတွေနှိပ်ပေးပါဒါမှမဟုတ်ကျွန်တော်စီမှာဟူးမကြော်မိသားစုဝင်မယ်ဆိုရင်ကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်တဲ့69939နဲ့59တက်ဆိုတဲ့ Viber မှာလာရောက်ပြီးမိသားစုဝင်လို့ရပါတယ်โอเคခုနကကျွန်တော်ဟူးမကြော်မိသားစုဝင်နေမရောက်သေးဘူးဆိုတော့လာဟိုင်းပေးပါကျွန်တော်အခုပို့နေပါပြီနော်